Hello bro ကျွန်တော်ကတော့မောင်ပြိုးပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဒီနေ့မှတော့ဘာမှကျွန်တော်ဖွားအိမ်သွားခဲ့ပါတယ်နောက်ပြီးတော့ကျွန်တော်ကိုကီးသွားယူလုပ်ပါတယ်ဟုတ်ကဲ့ကျွန်တော်အိုင်နားလေးမှာတင်နေတယ်ပေါ့နောက်ပြီးတော့ကျွန်တော်ကိုကီးသွားယူမှာပေါ့ကိုကီးတဲ့ရောက်ပါပြီခုနလူသေးသေးလေးကတော့ကျွန်တော်အကုန်လုံးပြပါတယ်ကဲကျွန်တော်ဖွားတော့လိုက်ပါကျွန်တော်အဲ့ချိန်မှာကီးသွားယူပါမယ်ကျွန်တော်အဲ့ချိန်မှာကီးသွားယူနေပါကျွန်တော်အမှန်ကီးတွေ့လို့ကီးကိုယူခဲ့ပါတယ်နောက်ပြီးတော့ကျွန်တော်အိမ်ပေါ်တက်ခဲ့ပါတယ် coming to get you အိမ်ပေါ်တက်တဲ့အချိန်မှာကျွန်တော်အဖွာကျွန်တော်တူသွားပြီးတော့ကျွန်တော်ဒုံးနဲ့ဆော့ပါတယ် Where's my glasses? Where are my glasses? Hey come here my baby ဘာလဲကျွန်တော်တို့မှာဘောငါတင်နေပြီဟဲ့ငါဘာနဲ့တိုးတော့မယ်ဟာလုံးကြပါငါချောပါပြီပဲ Give me the cookies နောက် back. ထပ်ငါထပ်ဆန်ကွာဟာ Give me the cookies back. နော်အဲ့လိုနေပဲထပ်စားခဲ့ပါလေဘာလို့အမယာကတော့ကျွန်တော်နောက်ကိုလိုက်ပါပြီအဲ့လိုနေပဲဟိုဘက်ကိုသွားမှာဟိုဘက်ကိုသွားရင်တော့ကျွန်တော်တို့ခန်းတွေ့ပါ Yes, Granny. ဟုတ်ကဲ့အမကီကိုပြင်ရကျွန်တော်သွားပါတယ်အမအိုင်နာလေးမှာကျွန်တော်ခဏခဏနဲ့တေးခဲ့ပါတော့ကဲကျွန်တော်အိုင်နာလေးမှာတစ်ခါတေးခဲ့ပါတော့နှစ်ခါတော့တေးခဲ့ပေါ့အဲ့လိုနေပဲကျွန်တော်ဆက်တော်တော့လေတစ်ခါတေးပေါ့တစ်ခါတေးပါပြီအမပြီးတော့ကျွန်တော်တီးချခုံမယ်ဆိုပြီးတော့လုံးရပြေးပါတယ်ဟာအဲ့ချိန်မှာလည်းတစ်ခါတီးခဲ့ပါတယ်နောက်ပြီးတော့တီးချခုံပါပြီအလိုနဲ့ပဲကျွန်တော်ကိုဖွားကြီးရိုင်းမယ်ဆိုပြီးတော့ကျွန်တော်ကတော့ထွက်ပြေးနေတာကျွန်တော်ထွက်ပြေးနေရပြီးတော့နောက်ပြီးကျွန်တော်အဲ့လေးကဘို့တက်သွားပါမယ်အမကင်းတုံးပေါ်လေးကိုတက်ပါမယ်နောက်ပြီးတော့အဲ့ပစ္စည်းပုံလေးကိုတက်ပါမယ်နောက်ပြီးတော့အဲ့ဘေးနားလေးကကတ်သွားပါမယ်နောက်ပြီးတော့ကျွန်တော်အဲ့ဒဇင်းဘောကိုဖွင့်ပြီးတော့အဲ့ထုံချောက်လေးရှော့ပါမယ်တယောက်ကလည်းတည်သွားပါပြီကျွန်တော်တို့အဲ့ပေါက်လေးရှောင်းရပါမယ်နောက်ပြီးတော့အဲ့ထုံချောက်လေးတွေကိုသွားပြီးဒီကားကိုတက်ပါမယ်ကျွန်တော်အဲ့စူးဂျုံမျိုးတော့ရှောင်းခဲ့ပါလေနောက်ပြီးတော့ကျွန်တော်အဲ့ပစ္စည်းပုံပေါ်တက်ဖြစ်ပေါ့နောက်ပြီးတော့ကျွန်တော်တို့အဲ့သတင်းပေါက်ကိုဆင်းနေပါသတင်းပေါက်လေးကိုဆင်းပြီးကျွန်တော်တို့ကျင်းချမ်းကုန်းနဲ့သွားပါမယ် Come here, ကောင်း you. လေးမပြေးနဲ့ Ah! ကျွန်တော်လည်းပြေးပါဘောလို့ကျွန်တော်အဲ့လိုနဲ့ပဲဆင်းခဲ့ပါလေအမရိုးရောကောင်းတွေ့လို့ကျွန်တော်ပိုက်ပြီးလုပ်ပါတယ်အဲ့ကျွန်တော်လမ်းပြောင်းနေလို့ဟိုက်ရှာနဲ့ကျွန်တော်အိုက်မှာလမ်းတီးလေးတစ်ခုတူခဲ့ပါတယ်နောက်ပြီးအဲ့ထက်အဲ့အောက်ကိုဆင်းသွားပါတယ်နောက်ပြီးတော့အဲ့ကြောက်တုံးသေးလေးလည်းတွေ့ပါမယ်နောက်ပြီးတော့တွေ့ပြီးတော့ကျွန်တော်တို့အဲ့ဘုံတက်သွားပါမယ်ကျွန်တော်တစ်ခါသိပါတယ်နောက်ပြန်ပြီးရှင်းပါမယ်ပြန်တက်ပါမယ်ချောပါတယ်တေးပြန်ပြီးကွာကျွန်တော်အဲ့လိုနဲ့ပဲခုံခဲ့တယ်ပေါ့ဗျဒီချိန်မှာပဲကျွန်တော်ရှော့ခဲ့တယ်ရှော့သွားပါတယ်ရှော့လို့ပြန်တက်မယ်ဆိုပြီးတော့ကျွန်တော်ပြန်တက်တဲ့ချိန်မှာပဲကျွန်တော်ချားသွားရပါတော့အဲ့ပေါ်မှာကျွန်တော်တို့အဲ့ပေါ်မှာလေကားလေးတွေ့မှာပေါ့အဲ့ခလုတ်လေးကိုနှိပ်ရမှာလေနှိပ်ရင်တော့ကျွန်တော်တော့ပါမယ်ဟုတ်တော့ပါအခုကျွန်တော်တို့အပေါ်မှာဟိုအဲ့ပေါ်တက်ပါမယ်လေကားလေးပေါ့နောက်ပြီးတော့ iPhone တက်ပြီးရင်တော့ကျွန်တော်တို့ဘယ်ရောက်မလို့ကျွန်တော်ဒီကတော့မသိသေးဘူးပေါ့တက်သွားပြီတက်သွားပြီးတော့ကျွန်တော်အဲ့မှာရိုးကြောက်ကောင်းတဲ့အဲ့တွေကလည်းပြေးရမယ်အဲ့အောက်မှာလည်းစူးစုံနေတည်ကြပါအဲ့ကျွန်တော်အဲ့ပေါက်တဲ့ဆင်းသွားချိန်ကျွန်တော်
5 ခါလောက်တော့တည်ခဲ့ပါတော့ကဲကျွန်တော်တို့အဲ့နားလေးမှာလမ်းပိတ်ပြီးကျွန်တော်တည်သွားပါလေအဲ့လာကပါလေးပါရောက်ကုန်တယ်နောက်ပြီးတော့ကျွန်တော်တို့ခေါင်းရင်းနဲ့ကျွန်တော်ပြန်ရောက်လာတယ်နောက်ထပ်သွားပါလေတည်ပါလေနောက်ထပ်တည်ပါလေတော့အဲ့ပေါ်မှာတော့အဲ့ပေါ်မှာတော့အဲ့နားလေးမှာတဲတောင်တွေ့ရလို့ကျွန်တော်တည်ခဲ့ပါလေအဲ့ကျွန်တော်ပြန်ရှင်းလာပါတယ်လာကပါရေးရောက်ပါတယ်နောက်ပြီးတော့ကျွန်တော်ထပ်ဆော်ဆိုပြီးတော့ဆော်တယ်ဗျဆော်ပြီးတော့ကိုရကျွန်တော်တို့အဲ့ရန်ကြားလေးတော့ရန်ကြားထဲမှာကျွန်တော်တဲတောင်နဲ့ထပ်တိုးရပေါ့ဟုတ်ကဲ့ဒါကျွန်တော်ဒါလေးကျွန်တော်ထပ်သွားတယ်ပေါ့တရေကဒီတစ်ခါကျ3កောင်ပေါ့နော်ကျွန်တော်အိုက်ပေါ်တက်ပါတရေနဲ့တွေ့ပါတယ်ဒါပဲကျွန်တော်ထောက်ဖို့လုပ်ပါတယ်မထောက်ခဲ့ပါဘူးနောက်ပြီးတော့ကျွန်တော်တို့နောက်ပြီးတော့ကျွန်တော်တို့အိုက်ထဲကိုသွားပါမယ်သွားပြီးရင်ဒီတစ်ခါလဲထပ်တင်ဦးပါတရေကတော့ဒီတစ်ခါကတော့3កောင်ပေါ့ဒီရဲတောင်နဲ့တွေ့ပြီပေါ့အဲ့ဒီရဲကတော့ဆုံးပြီပေါ့ဒီကျွန်တော်တို့သွားထောင်မယ်ဒီကျွန်တော်တို့အဲ့ထုတ်ထောက်ဝင်နေဒီတခါလဲအဲ့ဟိုတရဲနဲ့တွေ့ရတယ်နောက်ပြီးတော့ကျွန်တော်တို့နောက်တစ်ခါကျတော့ကျွန်တော်နိုင်သွားခဲ့ပါတယ်အဲ့တရဲနဲ့ပဲပေါ့နောက်ပြီးတော့ဒီတခါကျတော့ကျွန်တော်နိုင်သွားခဲ့ချားသွားမယ်လို့ပြောသွားခဲ့ကျွန်တော်တို့အဲ့နားလေးမှလည်းကျွန်တော်ထက်ကတည်ရဲ့နောက်ပြီးတော့ကျွန်တော်တို့ထပ်သွားပါမယ်ထပ်သွားတဲ့အချိန်မှမသိခဲ့ပါဘူးအဲ့ချိန်မှလည်းကျွန်တော်သွားထားပါစားတဲ့အချိန်မှရောက်သွားတယ်နောက်ဝဲနဲ့ရှော့သွားပါတယ်ရှော့တော့ရကျွန်တော်တို့အဲ့ထပ်တည်ပါလေတည်ပြီးတော့ကျွန်တော်တို့နောက်တစ်ခါကျကျွန်တော်တို့တေချာသွားမယ်ဆိုပြသွားပါလေဒီတစ်ခါကျတော့မတည်တော့ပါဘူးကျွန်တော်တို့တရေရကြဒီတစ်ခါကျနှကောင်ခဲ့တော့ဟုတ်ကဲ့ကျွန်တော်လေးပါလေးတွင်တော့အဲ့ပေါ်တက်သွားပါမယ်နော်တက်ပြီးရင်တော့အဲ့ပေါ်မှာကျွန်တော်အဖွာနဲ့တိုးတော့မှလားမသိပါဘူးခင်ဗျာ Give me the cookies back. ဟုတ်ပါတယ်အဲ့ချိန်မှာလည်းကျွန်တော်အဖွာနဲ့တိုးပါတယ်ကျွန်တော်အဖွာနဲ့တိုးတော့မှာပါကျွန်တော်အဖွာနဲ့တိုးပါပြီကျွန်တော်ကတော့ကျွန်တော်အိမ်နောက်ဘက်ကိုသွားပြီးကျွန်တော်အဖွာရဲ့မျိုးခန်းထဲကိုသွားပါမယ်ရောက်ခန်းထဲကတော့ကိုပါမတွေ့ပါဘူးအဲ့နားလေးမတွေ့ရအောင်နောက်ပြီးရင်တော့ Granny's coming to get ကျွန်တော်အတဲကိုသွားပါမယ်သွားပြီးရင်တော့အောက်ဆင်းပါမယ်အောက်ဆင်းပြီးရင်တော့ပိုက်လုံးတွေပေါ်ကနေကြေချာခေါ်ရပါမယ်ကျွန်တော်ထပ်လျှော်ပါပဲနော်အဲ့ဘောတေချာခုံပါမယ်ခုံပြီးရင်တော့အဲ့ပိုင်ကုန်းပေါ်ကနေပြီးတေချာသွားပါမယ်အပြင်တော့အဲ့ပိုက်လုံးပေါ်သွားပါသွားထားပါလေအဲ့ဘောတက်ပါမယ်ပြီးကျွန်တော်အဲ့နားလေးမှာခဏနဲ့ရှော့လာပါကျွန်တော်ထပ်သွားတယ်ပေါ့နော်ကျွန်တော်တို့သွားထားပါမယ်သွားတယ်ပေါ့နော်ကျွန်တော်တို့အဲ့ဘောထပ်တက်ပြီးတော့ကျွန်တော်တို့တည်ခဲ့ပါအဲ့နားလေးကနေချသွားခဲ့ပါလေနောက်တခြားသွားခဲ့ပါတယ်နောက်ပြီးတော့အဲ့လေကားပေါ်တက်ပါမယ်ကျွန်တော်ကားစီရပါမယ်ကျွန်တော်တို့နောက်တစ်ခါတော့တည်ခဲ့ပါတယ်နောက်တစ်ခါတော့တည်ခဲ့ပါတယ်3 ခါလောက်တော့လမ်းတူကြ
တိတ်ခဲ့ပါတန်းလေးနဲ့ချင်တယ်သွားတယ်ပေါ့သွားထားတယ်ကျွန်တော်တို့အမှခုံနဲ့နေရာရောက်တယ်ကျွန်တော်ကြောက်တုံးနေရာရောက်တယ်ကျွန်တော်လေးမောင်းလာနေရာမှာကျွန်တော်ရပါတယ်အနေနဲ့ရှော့လာပါတော့โอเคကျွန်တော်တို့အဲ့နေရာရှော့လာပြီကျွန်တော်တို့အဲ့ထပ်သွားပါတယ်ထပ်သွားတဲ့အချိန်မှာလည်းရှော့လာနိုင်မလားမသိဘူးတော့လေသွားထားတယ်နော်တို့သွားထားပါတယ်โอเคနောက်ပြီးတော့ကျွန်တော်ရောက်သွားပြီရောက်သွားဖို့အချိန်နည်းနည်းလေးတော့ဆောင်ပါမယ်ဟုတ်လားတက်ကြည့်ပြပါလားနောက်ကျွန်တော်တို့သွားထားတယ်သွားတာမယ်ကျွန်တော်အမှနိုင်ပါပါတယ်ကျွန်တော်အားရအနားလေးမှာလည်းဒီဖြစ်တော့တယ်အနားလေးမှာတရားမလို့ဖြစ်သွားတယ်အဲ့တော့နည်းနည်းတီးတော့တယ်ဟိုစားနေပြန်စားပါလေโอเคတော့ပါသွားထားတယ်ခုံထားတယ်နောက်တော့သွားတယ်အကျွန်တော်ချော်တယ်နော်နောက်ပြီးကျွန်တော်သွားတယ်ကျွန်တော်သွားတယ်အဲ့ကျွန်တော်တို့သွားတယ်နောက်ပြီးဒီတကားတော့ရောက်ပါမှာသွားထားတယ်ပေါ့နော်သွားထားတယ်ကျွန်တော်ခဏရပ်ပြုနားရပါကောင်းလေးခေါ်တယ်သွားထားတယ်အဲ့ချိန်မှာရောက်သွားတယ်ပေါ့နော်သွားမယ်ကျွန်တော်အိုင်နာလေးမှာချိန်လျှော့မှာအိုင်နာလေးမှာချိန်နေတယ်ကြောက်ကျွန်တော်တို့နိုင်ပြီပေါ့နော်အဲ့ဘောကနေဆင်းလိုက်ပါမယ်အောက်ကနေအောင်ခလုံးလေးကိုနေအောင်ကျွန်တော်တကောက်ဖွင့်မယ်အပေါ်တက်ကိုတက်မယ်ကျွန်တော်အဲ့မှာပဲရှော့တော့ပါတယ်ကြောက်တုံးနဲ့ပြီးရှော့လာတယ်အဲ့ကျွန်တော်တို့ဒီချသွားရမယ်ဆိုပြီးသွားပါတယ်အဲ့ဒီမှာနောက်ဆိုပါတယ်ဆိုပြီးသွားပါတယ်ဟုတ်တယ်ကျွန်တော်တို့သွားထားမယ်သွားရကျွန်တော်တို့ထပ်သွားပါတယ်သွားတယ်ကျွန်တော်ဝင်ခဲ့တာလေဟောနောက်ပြီးကြတော့ကျွန်တော်အဲ့ဒီမရတဲ့ကြီးနေရရှားလာပြီမအဲ့ပေါ်တက်ပါ Granny's coming to get you. Give me the cookies back. Come here, you. Give me the cookies back. Yes, Granny. Give me the cookies back. Give me the cookies back. Give me the Granny. Granny's Granny. Granny's coming to get you. Give me the cookies back. Yes, Granny. Give me the cookies back. Get you. Where are my glasses? Granny's coming to get you. Give me the cookies back. Give me the cookies back. Yes, Granny. Come here, you. Come here, you. Granny's coming to. ဖြစ်ပါတယ်ပြစ်တယ်နည်းနည်းထဆုပ်ပြစ်တယ်အဲ့ချိန်မှာနိုင်သွားတယ်တော့အပေါ်တက်ပြီးအဖွားကိုကီလေးခိုးစားကျွန်တော်အပေါ်တက်ပြီးအဖွားကိုကီလေးခိုးစားပါတယ်အဲ့ချိန်မှာပဲပွားလာပါတယ်စားဘယ်တော့နေကျွန်တော်ဝါလာတော့နော်ဘယ်တော့နည်းနည်းဝါလာနည်းနည်းဝါလာနော်ပွဲတယ်မှာပေါ့ဝါလာပြောကျွန်တော်တို့အဲ့ဆိုတော့လည်းထွက်သွားမှာဘူးကျွန်တော်ရဲ့ site ကပွဲတယ်မှာပြီးတော့ခုနလေးဆိုင်ကိုစီးပါပြီနော်တို့အဲ့ချိန်မှာထွက်ရအောင်ဟာလေးပွဲတယ်ဗီဒီယိုရိုက်လိုက်တော့အားလုံးပဲဘိုင်ဘိုင်ပြန်နာထောင်ကြည့်လာတန်တူတန်ဒီကောင်လေးမပြီးနဲ့ဆိုရဲဟဲအရှိရတော့တာပြီးလေ
လောက်ခိုင်းမှကြောင်းတာ